လူငယ်လေးဟာတောင်ပေါ်မှာစိတ်ပညာသင်ယူခဲ့တာနှစ်ပေါင်း20ကြာခဲ့ပါတယ်သူပြန်ရောက်လာတဲ့အခါပထမဆုံးလုပ်တဲ့အလုပ်ကတော့အဖိုးဖြစ်သူစီစဉ်ပေးခဲ့တဲ့စစ်ဆက်ကြောင်းလန့်မှုကိုဖျက်သိမ်းဖို့အတွက်လင်းမိသားစုစီကိုသွားဖို့ပါပဲသူလင်းအိမ်တော်ကိုရောက်တဲ့အချိန်မှာပဲတကားမကြီးကနေလာပါတဲ့အမျိုးသမီးတဦးထွက်လာတာကိုတွေ့လိုက်ရပါတယ်လမ်းဘေးကသူငယ်ချင်းဖြစ်သူကသူမနာမီကိုခေါ်လိုက်တာကြောင့်ဒီမိန်းကလေးဟာသူ့ရဲ့ဇနီးလောင်လင်းမှန်ချင်းဖြစ်မှန်းသိသွားပါတယ်သူကစစ်ဆက်ပွဲဖြစ်မဲ့အကြောင်းပြောဖို့သွားပြင်ပေမဲ့လုံခြုံရေးဝန်ထမ်းတယောက်ကသူ့ကိုတားဆီးလိုက်ပါတယ်လုံခြုံရေးကသူ့ကိုတောသားတယောက်လိုထင်ပြီးအကြောင်းရင်းမမေးပဲအမြန်ထွက်သွားဖို့မောင်းထုတ်ပါတယ်လူငယ်လေးကမျက်မှန်ကိုချွတ်ပြီးစကားပြောဖို့ပြင်ဆင်မှာပဲလင်းအိမ်တော်ရဲ့ပေါ်စီမှာမကောင်းတဲ့အငွေ့တက်တွေရစ်ပတ်နေတာကိုသတိပြုမိသွားပါတယ်တယောက်ယောက်ကအိမ်ကိုဖျက်ဆီးမဲ့ခုနှစ်ပါသောလူတက်ပြူဟာကိုရှိုးဝက်ခင်းချင်းထားတာပါလုံခြုံရေးကသူငြိမ်နေတာကိုတွေ့တော့လျှက်စစ်တုံးနဲ့ရိုက်ဖို့ပြင်ဆင်မှာပဲအိမ်တော်ထင်းကရောက်လာပြီးလူငယ်လေးရဲ့နမီကိုမေးကအထဲကိုခေါ်သွားပါတယ်တကယ်တော့ရောက်ခမလောင်းကလူငယ်လေးရောက်လာတာကိုတီလို့ကြိုတင်တွေ့ဆုံဖို့ခေါ်ခိုင်းတာပါသူမကပွင့်ပွင့်လင်းလင်းပဲပြောပါတယ်လေးမိသားစုကရာစုနှစ်ချီချမ်းသာတဲ့မိသားစုဖြစ်ပြီးမင်းကတောင်ပေါ်ကဆင်းလာတဲ့စင်ရဲသားလေးပဲငါသမီးနဲ့မတန်ဘူးမင်းကတော့အိမ်မှာတမတ်ဖြစ်လာနေရင်တော့လက်မခံနိုင်ဘူးလို့ဆိုပါတယ်လူငယ်လေးကရဲမောပြီးသူကစစ်ဆက်ပွဲဖြတ်ဖို့လာတာဖြစ်ကြောင်းဒါပေမဲ့ဒီကိစ္စကိုလူကြီးချင်းစီစဉ်ခဲ့တာဖြစ်လို့ရောက်ခမကဆုံးဖြတ်ပိုင်ခွင့်မရှိပဲလင်းဖိုးကြီးနဲ့ပဲတွေ့ဆုံစကားပြောရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်ဒါကိုရောက်ခမကလူငယ်လေးကအတင်းတွေကတ်နေရလို့ထင်သွားပြီးငွေသားသိန်း20ကိုထုတ်ပေးကစားချုပ်ထားခဲ့ပြီးထွက်သွားဖို့ခိုင်းပါတယ်လူငယ်လေးကငွေမလိုကြောင်းညင်းဆိုပါတယ်နောက်ထပ်ချက်လက်မှတ်နဲ့သိန်း1000အထိတိုးပေးပေမဲ့လည်းသူညင်းဆိုပါတယ်စစ်ဆက်ပွဲကိုဖျက်လို့ရတယ်ဒါပေမဲ့လင်းဆိုင်ကြီးကိုယ်တိုင်ငါ့ကိုလာတွေ့ရမယ်လို့ပြောပြီးထွက်သွားပါတယ်အိမ်တော်ထင်းကလူငယ်လေးကိုတက်ပြရမလားလို့မေးတဲ့အခါရောက်ခမကအသက်တော်မသေးစင်တဲ့ပညာပေးပြီးဒီမျိုးကနေနင်းထုတ်လိုက်အဲ့ဒီသိန်း20ကိုပဲပေးလိုက်လို့ခိုင်းပါတယ်ဒါပေမဲ့အိမ်တော်ထင်းကတော့အမိန့်ကိုကြော်လွန်ပြီးလူငယ်လေးကိုတက်ဖို့ပြင်ဆင်ပါတော့တယ်တစ်ဖက်မှာတော့လူငယ်လေးဟာတတိတချို့ကိုဂိုင်းပြီးတေဆုံးသွားတဲ့အဖိုးကိုကန်တော့ဖို့ရောက်လာပါတယ်လင်းဆိုင်နာကိုရောက်တဲ့အချိန်မှာပဲထူးခြားတဲ့တိုင်းပညာရှင်အဖိုးတယောက်ကိုမထင်မှတ်ပဲတွေ့လိုက်ရတယ်လို့အိမ်တော်ထင်းလွတ်လိုက်တဲ့လူသက်သမားတွေကိုလည်းတတိထားမိလိုက်ပါတယ်ဒါပေမဲ့သူကတော့ရန်သူတွေကိုဂယူးမဆိုင်ပဲအဖိုးတင်ချိုင်းရှင်မှာအေးအေးလူလူဒူးထောက်ကစစ်ဆက်ပွဲကိုဖျက်လိုက်ပေမဲ့လည်းမိသားစုနှစ်ခုရဲ့ဂျေဇူးတရားကိုအမှတ်ရပြီးလင်းမိသားစုဘေးကင်းအောင်ကျွန်တော်ကာကွယ်ပေးပါမယ်လို့ကတိပေးလိုက်ပါတယ်လူငယ်လေးဦးချကန်တော့ပြီးတဲ့နောက်ပုံနေတဲ့လူသက်သမားတွေဟာထွက်ပေါ်လာပြီးသူ့ကိုအသေးတက်ဖို့ပြေးဝင်လာကြပါတယ်အဲ့ဒီအချိန်မှာအိုင်နာမှာရှိနေတဲ့အဖိုးကရုတ်တရက်လက်ပါလိုက်ပါတယ်သူကလက်ထဲကငါးဖက်နံကိုဝှေ့ရမ်းလိုက်တဲ့အခါငါးများကျိုးဟာလေးခုကွဲသွားပြီးလူသက်သမားအလုံးကိုရစ်ပတ်လိုက်ပါတယ်အဲ့ဒီနောက်အဖိုးကပြန်ဆွဲလိုက်တဲ့အခါလူသက်သမားတွေဟာလေထဲကိုပြန်တက်သွားပြီးနှစ်ယောက်ကတစ်ပင်နဲ့စောင့်မိကကျန်နှစ်ယောက်ကတော့အိုင်ထဲကိုပြုတ်ကျသွားပါတော့တယ်အဲ့ဒီတော့မှလူငယ်လေးကဒီညာအိမ်စွာနဲ့လက်ကြည့်လိုက်ပါတယ်လူသက်သမားကောင်းဆောင်ဟာချက်ချင်းဒူးထောက်တောင်းပန်ပြီးဒါဟာလင်းမိသားစုကခိုင်းတာဖြစ်ကြောင်းဝန်ခံပါတယ်လူငယ်လေးကလက်တစ်ချက်ဝှေ့ရမ်းပြီးအနှဲငယ်ပညာပေးကသူတို့ကိုလွတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်လူငယ်လေးကအဖိုးကိုကူညီပေးတဲ့အတွက်လောက်ချီကျေးဇူးတင်ပါတယ်အဖိုးကလည်းဒါဟာတာမန်ကိစ္စပဲလို့ပြောပြီးငါးဆက်ဖမ်းဖို့ပြင်ဆင်မှာလူငယ်လေးကအဖိုးကိုလန့်ခေါ်ပြီးအဖိုးအသက်ရှင်ဖို့ရက်နှဲငယ်ပဲလို့တော့တယ်လို့ပြောလိုက်ပါတယ်အဖိုးကမှအရင်ကမိတန်ရဘူးပြီးအခုအကျော်တွေပျက်စီးနေတာကြောင့်အမျက်မကုတိုင်ရင်တေတော့မှာဖြစ်ကြောင်းပြောပြပါတယ်အဖိုးကစိတ်မဆိုးတဲ့အပြင်ကုသနေရှိသလားလို့အရေးတကြီးမေးပါတယ်လူငယ်လေးကအိတ်ကက်ထဲကဆေးလုံးတစ်လုံးကိုထုတ်ပေးပြီးရုံရင်စားဖို့ပြောပါတယ်အဖိုးကတစ်စက္ကန့်မြတာစဉ်းစားပြီးဆေးလုံးကိုစားလိုက်ကလူငယ်လေးခိုင်းတဲ့အတိုင်းတရားထိုင်ပြီးဆေးစွမ်းကိုဆုပ်ယူပါတယ်အဲ့ဒီလိုကုသနေတဲ့အရေးကြီးချိန်မှာပဲတောအုပ်ထဲကနေဂျပန်နင်ဂျာချို့ရောက်လာပါတယ်သူတို့ကအဖိုးရဲ့ရန်သူတွေပါအဖိုးကနင်ဂျာတွေရဲ့အစွမ်းကခံမရခတ်တာကြောင့်လူငယ်လေးကိုအမြန်ပြေးဖို့ပြောပေမဲ့လူငယ်လေးကတော့အဖိုးအေးဆေးဆေးတရားထိုင်ပါဒါကိုကျွန်တော်ကိုထားခဲ့လိုက်လို့ပြောပါတယ်နင်ဂျာ3ယောက်ကသူ့ကိုတိုက်ခိုက်ပေမဲ့လူငယ်လေးကရွှေကောင်းလောင်းအကာအကွယ်တကွက်တဲနဲ့တင်အသားလေးကာကွယ်လိုက်ပြီးလက်တစ်ချက်ဝှေ့ရမ်းလိုက်ုံနဲ့နင်ဂျာ3ယောက်လုံးလွင့်ထွက်သွားပြီးပွဲချင်းပြတေဆုံးသွားပါတော့တယ်အဖိုးကဒါကိုမြင်ပြီးအန်နာသွားတယ်လို့လူငယ်လေးကမြေကြီးပေါ်ကတကိုင်းတစ်စက်ကိုယူပြီးရွှေရဲ့အဖြစ်ပြောင်းလဲလိုက်တာကိုမြင်တော့ပိုပြီးထိတ်လန့်သွားပါတယ်လူငယ်လေးကအဲ့ဒီအန်နဲ့အဖိုးရဲ့အကြောတွေကိုဖွင့်ပေးပြီးနောက်ဆုံးအဆင့်ကုသမှုကိုလုပ်ပေးပါတယ်ရွှေရောင်တွင်းအားတွေကခနာကိုယ်ကိုဝင်ရောက်ပြီးဒဏ်ရာဟောင်းတွေကိုကုသပေးလိုက်တာကြောင့်အဖိုးဟာအရင်ကနဲ့မတူပဲလန်းဆန်းသွားပါတယ်လူငယ်လေးကနောက်တစ်ပတ်ခွဲနေရင်အဲ့လာထုတ်ပါအဲ့ဒီခါကျရင်အရှင်းပြောက်လိုက်မယ်လို့မှာပါတယ်အဖိုးကကျေးဇူးတင်လို့ဒူးထောက်ကန်တော့ဖို့ပြင်ပေးမဲ့လူငယ်လေးကဒါးစီလိုက်ပါတယ်သူတို့နှစ်ယောက်ဟာခင်မင်သွားကြပြီးဖုန်းနံပါတ်ချင်းလဲကလမ်းခွဲခဲ့ကြပါတယ်အဖိုးလူငယ်လေးထွက်သွားတာကိုကြည့်ပြီးလင်းမိသားစုကဒီလိုပညာရှင်ကိုလူသက်သမားလို့ပြီးရန်သူလို့တာတကယ်ပဲမိုင်းမဲလုံးနဲ့လို့ညီးသွားမိပါတယ်တစ်ဖက်မှာလည်းလင်းဖိုးကြီးကလုံခြုံရေးစီကနေလူငယ်လေးလာသွားတဲ့အကြောင်းကြားတဲ့အခါအချိန်နေမဟန်တော့မှန်းသိသွားပါတယ်သူကတားနဲ့ချွေးမောက်ကိုခေါ်ပြီးဒေါသတရက်ချင်းမောင်းပါတယ်ချွေးမဖြစ်သူကဆင်းရဲသားလေးပဲဟာနင်းထုတ်လိုက်တာဘာဖြစ်လို့လဲလို့ပြန်မေးတဲ့အခါအဖိုးကြီးကဒေါသထွက်ပြီးသူ့ကိုအမြန်ဆုံးသွားရှာကြလူကုန်သုံးပြီးရှာမတွေ့ရင်မင်းကကောအချုပ်ဖြစ်ကစင်းမင်းကတော့ရွာကိုပြန်တော့လို့အော်ဟစ်လိုက်တာကြောင့်ချွေးမဖြစ်သူဟာကြောက်လန့်ပြီးကျမ်းပြင်ပေါ်လဲကျသွားပါတော့တယ်